တွိုင်းလက်သွားနေတဲ့အချိန်မှာလာရိုက်တယ်ဆိုတော့တော်တော်အောက်တန်းကြမကလာပါရှင်းရင်းနေ့မှာတော့အိမ်သာတက်ရင်ချောင်းရိုက်ခံလိုက်တဲ့မော်ဒယ်မင်းသမီးချော်လေးတန်နာဘူရဲ့ရင်တွင်းခံစားချက်ပွင့်ထွက်တဲ့အကြောင်းတင်ဆက်ပေးလိုက်ပါတယ်နော် channel လေးကိုလည်း subscribe လုပ်ပေးကြပါဦးနော်ကဲပြောနေကြတယ်ညီမနဲ့အတူတူအဆုံးထိကြည့်လိုက်ကြရအောင်တွိုင်းလက်သွားနေတဲ့အချိန်မှာလာရိုက်တယ်ဆိုတော့တော်တော်အောက်တန်းကြတခါမှအဲ့လိုမျိုးဘွားမှလည်းမကြုံဘူးတော့တော်တော်သွေးပြတ်သွားတယ်ဟာဒီလိုတော်တော်ကြောက်ဖို့ကောင်းလာပါလားအဲ့လိုလူတွေကမိန်းကလေးတွေလည်းတော်တော်လုံခြုံမှုကတော်တော်နည်းလာပါလားဆိုတော့သိရတာပေါ့နော်အခုတော့မှအပချောပါလဲစိတ်ပူပြီးတော့လာကြည့်တယ်အခုဆိုရင်ပုံကင်မရာမရှိဘူးလို့မာကြီးတို့သူတို့ကင်မရာ CCTV ဟိုကင်မရာနဲ့ပြန်ကြည့်မယ်ပေါ့နော်ဒီနောက်မှာကင်မရာမထားတာအဲ့တော်တော်ဆိုးတယ်အနောက်ဘက်တွေပါရအမတို့တသက်နဲ့ကိုမှအဲ့လိုမျိုးဖြစ်မျိုးတစ်ခါမှမကြားဘူးလေအမတို့ဒီလိုအနောက်မှာဒါ best date မှာအဲ့လိုမျိုးဖြစ်တယ်ဆိုတော့အမအမှုရတရကြားလာပြီလေတသက်နဲ့ကိုတစ်ခါမဖြစ်ဘူးအဲ့ကြောင့်အော်ပြီးတော့လာကြည့်ရဒီအနောက်အချိန်တွေပေါ့နော်ဆရာလည်းအဲ့လိုမျိုးဟိုလဲလို့ဆိုပဲလောက်တဲ့လူလည်းမဟုတ်ဘူးတေးချာတကယ်ကိုစနစ်ကြီးရဲ့လူဒီစနစ်ကြီးရဲ့လူရဲ့ဒီအနောက်ဘက်ကိုဒီလိုမျိုးလူမျိုးတွေဝင်ရဲတယ်ဆိုတော့တော်တော်အော်ပြီးတော့တော်တော်လေးကြောက်ဖို့ကောင်းတာပေါ့နော်လူတွေကအဲ့လိုသူကရှင်းပြရင်နည်းနည်းဟိုတက်တိရှိတယ်ညီမလေးအောင်လုံးကဟိုနည်းနည်းလေးနေရာထိုင်နေယောက်ျားဆန်တယ်ယောက်ျားဆန်တဲ့ခါကျတော့တောင်းတောင်းဆိုလို့ရှိရင်သွားရဲတယ်တယောက်တည်းပါညာအဲ့လိုသွားရဲတဲ့တတိယ तू ကဒါပေမဲ့ तू ကပိုတက်တိရှိတယ်ဒီလိုတက်တိရှိရဲ့လူကမှဘာပြောလေဒီလိုညအတန်တားမိုးချုပ်တဲ့အချိန်မှာမိုးတော်လင်းတော့မှမဲတနိုင်ဝက်2နိုင်ဆိုတဲ့အချိန်မှာဖြစ်တယ်ဆိုတော့ तू လည်းရုပ်တရက်တော့နည်းနည်းတော့သွေးပြတ်တာပေါ့နော်ဟုတ်တယ်ညီမအမြဲတယောက်တည်းအဲ့လိုကိုသွားနေတာရဲဟိုပွဲတွေပါသွားလဲတယောက်တည်းအဲ့လိုအိမ်သာသွားလဲတယောက်တည်းတငယ်ချင်းတွေခေါ်ရမှာဆိုတယ်လိုက်မလားဆိုခေါ်ရမှာအားနာတတ်တာလေးကြာကိုအဲ့တော့ဘာပဲဖြစ်တယောက်တည်းပဲသွားရဲဝုံပဲသွားဆိုတော့အဲ့လိုဘောကပထမဆုံးဖြစ်တော့တော်တော်တော့ကြောက်သွားတကယ်လို့တရားခံပြီးခဲ့ဒါဘယ်လောက်ထိဘယ်လိုမျိုးတွေတရားဆွဲဖို့စီစဉ်ရှိတာဘယ်လိုမျိုးတွေအချိန်လို့ရှိခဲ့တာညီမထင်တော့မပြီးတော့ပါဘူးမပြီးတော့ပါဘူးရှာလည်းမရှာတော့ပါဘူးပါအာယုံလည်းနောက်မခံတော့ပါဘူးဒီဟာကိုလည်းသူရိုက်မိသွားမှာပါညီမလည်းကိုအာယုံလည်းကိုဆိုဖုန်းလည်းတုံးတယ်နည်းနည်းလေးတော့ကြာသွားတယ်ဆိုတော့သူယူသွားမိတော့မယ်ဒါပေမဲ့လည်းမတက်နိုင်ပါဘူးလို့ရှင်မမိလိုက်တာရောဘာမျိုးစားဘယ်လိုညီမထင်တာ Samsung ဖုန်းပါဖုန်းကတော့အစုံပေါ့ဖုန်းကတော့ကောင်းတယ်ကာဘာတွေတော့ညီမသိလိုက်တယ်ကာဘာကလည်းအဲ့လိုပေါ့ကာဘာစုကလည်း Samsung ဖုန်းတွေမှာတက်နေကြပုံစံအဲ့လိုစိတ်ရုပ်လိုပုံစံအမဲအောင်လေပေါ့နော် Samsung SH လိုမျိုးပုံစံလို့ S7 လိုပုံစံလို့အဲ့လိုမျိုးတော့ထင်လိုက်တယ်ညီမတော့ဟုတ်အိမ်သာဝယ်တော့တယောက်တည်းသွားဖို့ဆိုတာလည်းမဖြစ်နိုင်တော့အဖော်တယောက်ဆိုတာတော့မရဘူးနော်2ယောက်ရှိမှဆင်ဘာဖြစ်လို့တယောက်ကအိမ်သာသွားတယ်အပြင်ကတယောက်တည်းအဲ့အပြင်တယောက်ကိုပါဇက်တွေပိတ်ပြီးတော့တခုလောက်သွားလို့ရှင်လဲသိရအောင်ပေါ့လေအခုဆိုရင်ညီမဟာဖုန်းနဲ့ရပါညီမဖုန်းတခုဆိုရင်ညီမဖုန်းကိုယူပြီးတော့တခုလောက်လိုက်မယ်ဆိုလို့ရှင် तू ကစိတ်တိုးပြီးတော့ညီမကိုအိမ်သာမှာတခုလောက်သွားလို့ရှင်တော့မတွေးရဘူးအော်လို့မရဘူးဒီမှာတချင်းတန်နေပါတယ်ဆိုတော့မကြားရဘူးဒီဘယ်သူမှဒီရဲ့ကြော်ရတဲ့အခါမှာချစ်သူကတော့ဘယ်လိုလဲစိတ်ပူပန်ပြီးလို့ရတယ်ချစ်သူကလည်းပြောနေတယ်ဟုတ်တယ်အမ तू ကအိယာနိုးပြီးတော့အဲ့တည်းကိုတွေ့ပြီးတော့ तू ကအခုမှစိတ်ပူတာအမလေးမစိုးပါဘူးအားလုံးကဒီနေ့အကုန်တက်လာအောင်မှ तू ကဟဲချစ်ဟုတ်လားတဲ့ဆိုပြီးတော့အခုမှစိတ်ပူပြီးတော့အခုမှလာတွေ့မယ်တဲ့ဩမိန်းကလေးကိုလည်းပြောချင်တာပေါ့နော်မိန်းကလေးဟိုတခုပွဲသွားရမယ်ဖြစ်ဘာပဲဖြစ်ဟိုပဝင်းချင်ကို view site ပါညီမလည်းတကယ်တချို့အိမ်သားတွေပါသွားရတယ် site ကိုရှိရအပေါက်ဖြစ်နေရဆိုလိုက်ကြည့်ရအဲ့ site ကိုရှိနေရတဲ့ဟိုဖြစ်သွားတာပဲပေါက်ရှိနေရငါ့ကိုအဲ့အပေါက်ကနေချောင်းနေရလားရိုက်နေရလားဆိုရင်အဲ့လို site ကိုတော့ရှိတယ်အဲ့လိုဖြစ်နေတယ်ဖြစ်သွားတာဟုတ်ကဲ့ဝိုင်းပြီးစိတ်ပူပေးတဲ့ပိတ်သက်တွေရောတငယ်ချင်းတွေရောပေါ့နော်အားလုံးကျေးဇူးအများကြီးတင်ပါတယ်လို့အခုလိုမျိုးဖြစ်သွားတယ်ညီမတို့ပေါ့ဟိုသင်ခန်းစာယူပါနော်နောက်ပိုင်းဆိုလို့ရှိရင်အဖော်လေးနဲ့ပြပြသွားကြပါပြီးတော့ပတ်ဝန်းကျင်ကိုလည်းကြည့်ပြီးမှသွားကြပါလို့အိမ်သားတယောက်တည်းအပြင်အိမ်သားသွားမယ်ဆိုတယောက်တည်းဆိုလို့ရှိရင်နည်းနည်းသတိထားကြပါလို့ပြောချင်ပါတယ်ရှင်ဟုတ်